Rosemary ချွန်းရဲ့သမိုင်းအကျဉ်းကိုဖတ်ကြားပေးပါရစေရှင်။ Sister Rosemary ချွန်းဟာ1950ခုနှစ်မတ်လ29ရက်နေ့မှာစင်ကိုင်မြို့နယ်စောကြီးရွာမှာအဖအိုထွန်းအမိတော်ဆန်းတို့ကနေမွေးဖွားခဲ့သူဖြစ်ပါတယ်။အထက်တန်းပြီးတဲ့အခါမှာရန်ကုန်ဘာလန်မွတ်စလင်ဆေးရုံမှာသူနာပြုသင်တန်းကို1989ခုနှစ်ကနေ1988ခုနှစ်ထိတက်ရောက်ခဲ့ပါတယ်။တီလာရှင်ဖြစ်သင်တန်းကြောင့်ဘော့စတြေးလျအဆင့်ကို1984ခုနှစ်ဧပြီလ29ရက်နေ့မှာဝင်ရောက်ခဲ့ပြီးနော်ဝစ်ရှိအဆင့်ကိုတော့1985ခုနှစ်ဧပြီလ29ရက်နေ့မှာတက်လှမ်းခဲ့ကပထမယာယီဂရီသစ္စာကိုပြည်ဦးလွင်မြို့မှာ1985ခုနှစ်ဧပြီလ10ရက်နေ့မှာခံယူခဲ့တယ်လို့ရာသက်ပံဂရီသစ္စာကိုတော့မန္တလေးမြို့မှာ1984ခုနှစ်မတ်လ19ရက်နေ့မှာခံယူခဲ့တာဖြစ်တာမို့လို့ဒီနှစ်ဟာဆိုရင်စစ်စစ်ကြီးရဲ့ဝါရောရွှေဂျူဘလီနှစ်ခံယူရမယ့်နှစ်လည်းဖြစ်ပါတယ်။တီလာရှင်ဖြစ်ပြီး1989ခုနှစ်ကနေ1980ခုနှစ်အထိချစ်ချင်းမြတ်တာသာသနာလုပ်ငန်းများနဲ့ရေဦးမြို့မှာအမှုတော်ထမ်းခဲ့တယ်လို့1980ခုနှစ်ကနေ89ခုနှစ်အထိမော်လမြိုင်မြို့မှာကရုဏာရေးလုပ်ငန်းအသီးသီးနဲ့တက်ကြီးခွာကြီးစစ်စတရီကိုကြီးရှုစောင့်ရှောက်ပေးရင်9နှစ်တိုင်အမှုတော်ထမ်းခဲ့ပါတယ်။ဒီလိုနဲ့1989ခုနှစ်ကနေ1992ခုနှစ်အထိဖျားเจ้าနဲ့စေကန်းတာဝန်ယူရင်ရွာတော်ရွာမှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့1992ခုနှစ်ကနေ1996ခုနှစ်အထိမော်လမြိုင်မြို့မှာတဖန်တာဝန်ကြကရခင်သာသနာလုပ်ငန်းအတိုင်းပဲဆက်လက်လုပ်ကိုင်ဆက်ကပ်ခဲ့ပါတယ်1996ခုနှစ်ကနေ2000မှာတော့မူဂျိုတာဝန်ခံတဲ့ဘော်ဒါချင်းစစ်စတယ်အဖြစ်အမရပူရမြို့မှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့2000ကနေ2008-2009အထိကိုတော့လွိုက်ကော်ရဲ့တာဝန်ခံစစ်စတယ်အဖြစ်အမှုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။လွိုက်ကော်စစ်စတယ်များစီကနေတမိုင်းမတန်းရဆိုရင်စစ်စတယ်ဟာသာသနာလုပ်ငန်းတွေကိုဆီယာရိုဂျီဆိုတေရိုဖာမောနဲ့လက်ညှိုးမှုနဲ့အတူကျောင်းနိုင်ဘုန်းတော်ကြီးနဲ့အတူလက်တွဲအမှုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။မိမိရဲ့ community sisterly ကိုကောင်းမွန်စွာကြည့်ရှုစောင့်ရှောက်တဲ့အပြင်လွိုက်ကော် Christ the King Parish အောက်မှာရှိတဲ့ကျောင်းသူကျောင်းသားစိန့်ဒေါမနစ်ဘော်ဒါအယောက်200ကိုလည်းအပတ်စဉ်တနင်္ဂနွေနေ့မှာရှင်ကျေးမှုနဲ့အကျင့်ဇာတိတပိုင်းဆိုင်ရာကိုပို့ချသင်ကြားပေးခဲ့သူဖြစ်ပါတယ်။ဒါပြင်တခြားအဖွဲ့အစည်းတွေကအထူးပို့ချချက်တွေဝေမျှချက်တွေပေးဖို့ဖိတ်ခေါ်တဲ့အခါမှာလည်းဘယ်တော့မှညှင်းဆိုခြင်းမရှိသလိုစိတ်အားထက်သန်စွာပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။တခြား sister တစ်ပါးနဲ့အတူ sister Rosemary ချွန်းဟာလွိုက်ကော်စိန့်ဂျိုးဆက်ကျောင်းကိုပထမဆုံးစတင်ခဲ့25ခုနှစ်နိုဝင်ဘာလ26ရက်နေ့မှာတော့25နှစ်ငွေစဉ်ဂျူဘလီတိုင်သွားခဲ့တဲ့အထိဖျားကောင်းကြီးတော်နဲ့အောင်မြင်ခဲ့ပါပြီ။လွိုက်ကော် sister များအနေနဲ့လည်းလှိုက်လဲစွာကျေးဇူးတင်ကြောင်းနဲ့ sister ကိုဘယ်တော့မှမိမှာမဟုတ်ကြောင်းအမတ်တရစကားဆိုလာကြပါတယ်။ဒီနောက် sister ဟာ2009ခုနှစ်မှာတော့မြစ်ကြီးနားမှာတာဝန်ကျခဲ့တယ်လို့2012ခုနှစ်ကနေ2025ခုနှစ်အထိကိုတော့စင်ကိုင်မြို့မြောက်ကိုင်းကျေးရွာမှာတာဝန်ကျခဲ့ကကျမ်းမာရေးအခြေအနေအရအမရပူရာကို2025ခုနှစ်ဇူလိုင်လမှာရောက်ရှိခဲ့ပြီးစေကူတောင်းမှုခံယူရင်းဆုတောင်းခြင်းအပြင်ဖျားရှင်နဲ့ပေါင်းဆက်နေခဲ့ပါတယ်။ Sister ဟာပန်ကရီယာစ်ကင်ဆာကိုဝေဒနာကိုဖျားရှင်တဲ့အနံကခံနိုင်ရရှိအောင်စ조사ရင်းနဲ့ပဲ2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာည9:50မှာတော့အဖအိမ်တော်ပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ Sister Rosemary ဟာညီမ sister ရဲ့ဂျူဘလီပွဲတွေကြိုဆိုနှုတ်ဆက်ပွဲတွေမှာအလှဆုံးရင်ကပ်ပန်းလေးတွေပြုလုပ်ပြီးကူညီလေးရှိသူဖြစ်ပါတယ်။အများကိုပျော်ရွှင်အောင်ပြုလုပ်တတ်တဲ့သူဖြစ်ပါတယ်။သမီးလေးတူမလေးလို့ခေါ်ပြီးစကားပြောချိုတာသူလည်းဖြစ်ပါတယ်။ကျမတို့9ပါးအဖွဲ့ပထမသစ္စာခံယူတဲ့နေ့မှာ sister ဟာငွေဂျူဘလီကိုခံယူခဲ့တာမို့အခုကျမတို့ငွေဂျူဘလီမှာသူဟာရွှေဂျူဘလီနဲ့အတူကျင်းပဖို့
fighting sister လို့ပြောခဲ့ကြပေမဲ့အဖအိမ်တော်မှာရွှေဂျူဘလီသာမကပဲစိန်ဂျူဘလီပေါင်းများစွာကိုဆက်လက်ဆင်နွှဲတော့မယ်ဆိုပြီးညီမတွေကိုနှုတ်ဆက်သွားခဲ့ပါပြီSister ဖျားရှင်ရင်ခွင်တော်မှာငြိမ်းချမ်းစွာအနာယူပါတော့တက်တော်85နှစ်နဲ့ဝါရော90နှစ် Sister Rosemary Thon ဆိုတာ SGA အသင်းကိုင်းရဲ့တမိုင်းညီမတွေရဲ့နှလုံးသားတမိုင်းမှာသာဝရမှတ်တမ်းအဖြစ်ရှိနေမှာပါ Dear Sister Rosemary, thank you for your selfless services in the congregation of the Sisters of St. Joseph of the Apparition. Congratulations, dear sister, and happy Golden Jubilee in heaven. May you rest in God's eternal peace. Thank you, sister. ဒီနေ့ sister ကြီးရဲ့စာမနာမှာကြွားရောက်ပါဝင်ဆုတောင်းပေးကြသူအားလုံးအထူးသဖြင့်ယူသည်လေးစားအပ်ပါတော့အဖဆရာတော်ကြီးမာကူနဲ့ယဟန်တော်များအသင်္ကိုင်းတိတိမှာကိုရင် sister တီလာရှင်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင် Sister Rosemary အား STA အသင်းကိုင်းမှာပါဝင်ဆက်ကပ်ခွင့်ပြုခဲ့တဲ့မိဘနှစ်ပါးနဲ့အတူဆက်လက်ချစ်ခင်စောင့်ရှောက်ပေးကြတဲ့မိသားစုဝင်များအားလုံးကုညီသူများအားလုံးဆွေမျိုးသားချင်းများအားလုံးနဲ့ဆုတောင်းပေးသူအားလုံးကိုလည်း STA Sister များအားလုံးကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဖျားရှင်ကောင်းချီးပေးပါစေ။